သင်္ခါရဆိုတဲ့ဟာကအလုံးပေါင်းစုထားတာတွေးတာတွေကြံတာတွေလိုချင်တာတွေမုန်းတီးတာတွေအလုံးလူရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတွေဘာနဲ့ဥပမာတူတုံးဆိုရင်ငပြောတုံးကြီးနဲ့တူတယ်ငပြောတုံးကိုတစ်ဖက်ချင်းခွာပြီးတော့အနှစ်ရှာကြည့်လိုက်လို့ရှိရင်နောက်ဆုံးမှဥဝဲသွားတွေ့တယ်ဘာမှမရှိအနှစ်ရှာမတွေ့ဘူးမဟုတ်လားအဲ့ဒါလိုပဲသင်္ခါရကသဘာဝတရား50စုထားတာတစ်ဖက်ချင်းခွာကြည့်လိုက်ဘာမှမရှိဘူးနောက်ဆုံးမှအနှစ်မဲ့အဲ့ဒါလိုသင်္ခါရအကြောင်းကိုသိဝိညာဉ်ကိုကြည့်တဲ့အခါကျတော့ဝိညာဏဆိုတဲ့အသိစိတ်ဟာမျက်လက်ပြနေတာနဲ့တူတူပဲဟိုလိုထင်လိုက်ဒီလိုထင်လိုက်နဲ့စိတ်ဟာမျက်လက်ပြနေတယ်လို့ပဲမျက်လက်ပြတာကပ္ပဋ္ဌာန်းထိုင်တဲ့ထဲတောင်လာပြတတ်တယ်သူကနော်ကပ္ပဋ္ဌာန်းထိုင်ရင်တောင်လာပြတယ်ဟိုဟာမြင်ဒါမြင်လာအဲ့တော့ကြည့်လိုက်ပဲဆိုရင်လောကလို့ဆိုတဲ့ခန္ဓာ၅ပါးဟာဘယ်အရာမှခိုင်မာတာမရှိဘူးအားလုံးဟာတခဏလေးအတွင်းမှာပြောင်းလဲပျက်စီးနေတဲ့အရာသာဖြစ်သောကြောင့်ဟောဒီသင်္ခါရလောကကြီးရဲ့တဘာဝကိုအသေးစိတ်သိအောင်ကြိုးစားပါ